အားလုံးပဲမင်္ဂလာပါဗျာ MD YouTube channel မှာပြန်ကြည့်လိုက်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့ sharing လုပ်ပြီးမှလေးကဘာလေးလဲဆိုတော့ကျွန်တော်တို့မလိုချင်တော့တဲ့ Gmail account ကိုပြန်ဖြတ်တဲ့နည်းလေးကိုကျွန်တော် sharing လုပ်ပြီးမှပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ဘယ်လိုမှဆိုင်မှာလဲကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe နဲ့ဘေးနားကလိုပဲခေါင်းလုံးလေးတီးသွားပြီးလေးဒါလေးကိုဒါဆို like ရပါတယ်ဗျဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်တို့ဒီလေးကိုစားလိုက်အောင်ဗျကျွန်တော်တို့ရဲ့ဒီမှရှိမှပြောပါလို့ပေါ့နော်ကိုမလိုချင်တော့တဲ့ Gmail account ကိုကျွန်တော်တို့ဖြတ်တဲ့နည်းလေးကိုကျွန်တော် sharing လုပ်ပြီးမယ်ပေါ့နော်โอเคအဲ့ဒါဆိုရင်ကျွန်တော်ဒီဖုန်း setting ကိုဝင်ရမယ်ပေါ့နော်ဖုန်း setting ကိုဝင်မယ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဖုန်း setting ကိုနှိပ်လိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်ဒီအပေါ်ဆုံးကိုဆွဲတင်လိုက်ပေါ့နော်ကျွန်တော်တို့ဒီမှာတွေးလိုက်မယ်ပေါ့နော်အကောင့်များဆိုရဲ့ဟာလေးကိုကျွန်တော်တစ်ချက်နှိပ်မယ်အဲ့ဒီမှာကိုမလိုချင်တဲ့အကောက်ကဘယ်အကောက်ဖြစ်လဲကျွန်တော်တို့ဒီ3ခုရှိတယ်ပေါ့နော်3ခုရှိတယ်မှာကျွန်တော်အောက်ဆုံးကဇင်ခွန်လေးဆိုတဲ့ကောင်လေးကိုကျွန်တော်ဖြတ်ပြပေးမှာပေါ့နော်ဒီကျွန်တော်ဖုန်းထဲမှာလည်းလုံးဝကိုမကြံခဲ့ရဘူးပေါ့နော်ဟုတ်အဲ့ဒါဆိုရင်ကျွန်တော်ဒီအကောင့်များကိုဖြတ်ပြီဆိုလေးတစ်ချက်နှိပ်လိုက်မယ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာမေးတယ်ပေါ့သူကနော်ဖြတ်မှာလားမဖြတ်ဘူးလားပေါ့နော်ကျွန်တော်ကတော့ဒီဖြတ်မယ်ပြောလိုက်မယ်ပေါ့နော်ကျွန်တော်ဖြတ်ပါမည်နှိပ်လိုက်မယ်ဒါဆိုကျွန်တော်ခဏလေးစောင့်လိုက်ပေါ့နော်ဒီမှာโอเคပေးလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီအကောင့်မှာပေါ့နော်ဒီအကောင့်ကပြတ်သွားပြီဖုန်းထဲမှာလည်းမကြံခဲ့တော့ဘူးပေါ့နော်ကျွန်တော်တို့ပြန်ပြီးဝင်ကြည့်လို့ရတယ်ကျွန်တော်ဒီမှာကြည့်လိုက်ပေါ့နော်ဒါကတော့ဒီအလွယ်ကူဆုံးကျွန်တော်တို့ကိုယ့်ရဲ့ Gmail account ကိုမလိုချင်တော့တဲ့ Gmail account ကိုပေါ့နော်ကျွန်တော်လွယ်ကူနဲ့ဖြတ်သွားပြီးတဲ့ data ပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဒီလွယ်ကူနဲ့ Gmail account ကိုဖြတ်လိုက်တဲ့နည်းလေးကိုကျွန်တော် sharing လုပ်ပေးခဲ့တာပဲဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ရဲ့ video ကတော့ဒီလောက်ပါပဲဗျကျွန်တော် video ကိုစနေအဆုံးကြည့်ပြီးပေးတဲ့ကောင်လေးထိုးပြီးကျေးဇူးတင်ရှိပါတယ်ဗျအားလုံးပဲအဆင်ပြေကြပါစေလို့ကျွန်တော်ရဲ့ MT YouTube channel လေးစတောင်းပေးလိုက်ရပါတယ်ဗျ